လူဝတ်ကြောင့်နဲ့လူဝတ်ကြောင့်နဲ့နိဗ္ဗာန်ရောက်နိုင်မရောက်နိုင်ရောက်နိုင်ပါဘုရားသခင်ကိုရမြတ်ကြီးကိုမေးတဲ့အခြေအနေကိုပုံနာကလျှောက်လို့ဘုရားသခင်ကိုရမြတ်ကြီးကအကျိုးအကြောင်းတွေရေးလဲဖြေပုံကိုတက္ကဝတို့ကြားရလိမ့်မယ်နော်ဘယ်လိုကျင့်ကြံပြီးဘယ်လိုကြိုးကုတ်တဲ့နတ်ပြည်ရောက်တာကဘယ်လိုกว่าနိဗ္ဗာန်ရောက်တာကဘယ်လိုกว่าနိဗ္ဗာန်မရောက်နိုင်တာကဘယ်လိုกว่าဒီသုံးမျိုးကိုဝဆပုံနာကမေးလို့မေဇိမဗန္နသပါဠိတော်မှာဘုရားသခင်ကိုရမြတ်ကြီးကဖြေထားတာရှိအဲ့တော့ဟိုမှာတော့ဖြေထားတာရှိတော့ဒီကဆရာသမားလုပ်တဲ့ပုဂ္ဂိုလ်ကတော့ဒကာဓမ္မတို့ဒီလိုကျင့်ဒီလိုရောက်တယ်ဆိုတဲ့ဥစ္စာကျင့်စဉ်နဲ့ကွာထဲ့ပြီးဒီကလာပေးလိမ့်မယ်လို့အောင်းမေးရမေဇိမဗန္နသပါဠိတော်မှာဒကာဓမ္မတို့ပါဠိတော်လို့ဆိုဖြင့်အားလုံးဒကာဓမ္မတွေမှတ်เสียကယဟန္တာတွေဟောတာမဟုတ်ပါဘူးကွာကိုရမြတ်ကြီးကိုယ်တိုင်ဟောတာပါလို့ဆိုတာတစ်ချက်ချက်မှတ်ပါမှန်ပါဗျာယဟန္တာတွေဟောတာကိုဘုရားကလက်မှတ်ထိုးတာလည်းရှိသေးတယ်မှန်ပါငါဟောတယ်လို့ပဲကွာဆိုပြီးလက်မှတ်ထိုးတာလည်းရှိအခုကတော့ကိုယ်တိုင်အမေခံပြီးဒီကလာဘုရားရဲ့ကိုရောမြတ်အမေခံပြီးဒီကလာဘုရားကိုရောမြတ်ကိုတေဝိဇ္ဇပုံနာဒီပုံနာကမဲလို့ဘုရားခင်ကိုရောမြတ်ကြီးကဖြေတယ်လို့မှတ်ရမှာနော်တပည့်တော်မေးပြရစီဘုရားဘာမဲလိုက်တဲ့တုံးဆိုလူတွေရှိကြတယ်ဘုရားလူတွေမှာသူတို့သားနဲ့သမီးနဲ့ပြည့်စုံတဲ့တန်ရောစဉ်တွေရှိတယ်အဲ့ဒီတန်ရောစဉ်ရှိရတဲ့တန်ရောစဉ်မကုံမဲနဲ့ဒုက္ခငြိမ်းတဲ့နိဗ္ဗာန်ကိုရောက်နိုင်ပါမလားလို့ဘုံနာကဒီဝဆကမေးလိုက်နော်ဝဆပရိတ်ကမေးလိုက်တယ်ဥက္ကမောကြီးလူမှာလူတန်ရောစဉ်တွေမစွန့်ဘဲနဲ့ဒုက္ခဆုံးတဲ့နိဗ္ဗာန်ရောက်နိုင်မှာမလားမရောက်နိုင်ဘူးကွာလို့ဘုရားကဖြေလိုက်တယ်တပည့်ကြလူမှာလူတန်ရောစဉ်မရှိဘဲနဲ့ဒုက္ခလူတန်ရောစဉ်တွေဘလဝေနဲ့ဒုက္ခဆုံးတဲ့နိဗ္ဗာန်ရောက်နိုင်ပါမလားလို့မေးလိုက်တော့ဘုရားကမရောက်နိုင်ဘူးကွာလို့ဖြေလိုက်တယ်နံပါတ်နော်နဲ့နံပါတ်ပြီးတော့မှအဖြေပေးပါမယ်ဘုန်းကြီးကလူဒါပြန်ဗျာတဲ့မရောက်ရှိပါစေတော့လူဟာလူတန်ရောစဉ်မရှိဘဲနဲ့နတ်ရတုတိတော့ရောက်နိုင်ပါမလားဒါတော့လူဟာလူတန်ရောစဉ်မစွန့်ဘဲနဲ့နတ်ရတုတိတော့ရောက်နိုင်တယ်ကွာမှတ်ထားပါဒကာဓမ္မတို့လူဟာလူတန်ရောစဉ်မစွန့်ဘဲနဲ့နိဗ္ဗာန်ရောက်နိုင်ပါမလားလို့ဝဆကမေးလိုက်တဲ့အခါဘယ်နဲ့ဖြေဒါတဲ့နံပါတ်နော်တဲ့နံပါတ်ဖြေဒကာဓမ္မတို့ခဏကတော့ तू သိတာ तू ပြောတာခဏကတော့ကြီးညိုဖို့သာမှတ်ပါဒါကသေးချာနှလုံးသွင်းပြီးဒီကလာကျင့်ဖို့ကြံဖို့အကြောင်းဘယ်လိုကျင့်ဘယ်လိုကြံမှရောက်မယ်ဆိုတော့ဘုန်းကြီးကအဖြေပေးပါမယ်တဲ့နံပါတ်ပြန်မေးပါအောင်မယ်ဒကာဓမ္မတို့လူဟာလူတန်ရောစဉ်တွေကတာယသမီးရှိပါရဲ့တွေကအမှန်တရားတဲ့တန်ရောစဉ်တွေဘယ်မှမပြတ်နိုင်ပဲနဲ့ဒုက္ခဆုံးတဲ့နိဗ္ဗာန်ကိုရောက်နိုင်ပါမလားလို့ဝဆဘုံနာကမေးဥက္ကမောင်ဘုရားဘယ်နဲ့ဖြေမှတ်ထားတော့ဒကာဓမ္မတို့မရောက်နိုင်ဘူးတဲ့တခါဆက်မေးပြန်ဝဆပဲဆက်မေးလူဟာလူတန်ရောစဉ်တွေမစွန့်ဘဲနဲ့နိုင်ရသူတိတော့ရောက်နိုင်ပါမလားလို့မေးလိုက်ပြန်ဒီကြလည်းရောက်နိုင်တယ်လို့ဖြေလိုက်ဒကာဓမ္မတို့သဘောပါဒါဖြင့်နိုင်ရသူတိတန်ရောစဉ်ကနိုင်ရသူတိမကန့်ကွက်နိဗ္ဗာန်ကန့်ကွက်မှန်ပါဗျာရှင်းကြပါတန်ရောစဉ်ကနိဗ္ဗာန်ကြတော့ကန့်ကွက်ပါဗျာနိုင်ရသုတိတော့ဒါဖြင့်ဒကာဓမ္မတို့တန်ရောစဉ်တရားတွေကားလို့ဆိုလို့ရှိရင်ဖြင့်နိုင်ရသုတိတော့ဖြင့်ရောက်ပါတယ်ကွာလို့ဘုံနာဒီဝဆဘုံနာမဲတဲ့အတိုင်းဖျားဖြေတယ်လဲဥက္ကမောင်တို့ဥပါရင်တို့ဒကာသစ်တို့ကိုမြတ်ရွှေတို့ရှင်းနှလောက်ပါရှင်းနှလောက်ပါဗျာလူဟာလူတန်ရောစဉ်မစွန့်ပဲနဲ့နိဗ္ဗာန်ကိုရောက်နိုင်ပါမလားလို့ဆိုတဲ့တင်းနန္ဒမှာအမေတော့ဖျားကဘယ်နဲ့ဖြေလိုက်မရောက်နိုင်ဘူးလို့ဖြေလိုက်တော့ဒါဖြင့်
တရားဓမ္မတွေကစောရကတ်တဲ့ရနော်တတိပဌာန်ဟောလိုက်တဲ့အခါမှာတဲ့ကုရုတိုင်းမှာတတိုင်းလုံးလောက်ကျွတ်ပါတယ်ကြောက်ဘူးလားလူတွေမဟုတ်လားဘုန်းကြီးတစ်ပါးမှမပါဘုန်းကြီးကိုတစ်ပါးမှမပါသေးပါဘူးဘယ်ကုရုတိုင်းဟောတော့ဥက္ကမောင်ရာဘုန်းကြီးသာသနာတလောက်မှမကြည့်ဘူးသေးဘူးဘုရားမှာဖြစ်စသာသာရှိနေသေးတာလူတွေလူတန်ရောစင်မစွန့်မဲနဲ့သောတာပန်သရဂါနာဂံယန္တာတွေဖြစ်သွားလိုက်တာမနှဲရပါဘူး3000ကျော်လောက်တခါတည်းဖြစ်သွားနတ်တွေလည်းလူတွေပါပဲဓမ္မစကြာဟောလိုက်တဲ့အခါကျတော့လူကသာ9ယောက်ပါတယ်ထားပါလူက1ယောက်ပါတယ်ထားပါအောင်တော့နတ်ကဖြင့်6000ကျော်လောက်ဒါလူတွေပါပဲလူတန်ရောစင်မစွန့်မဲနဲ့ကျွတ်သွားကြတယ်မှန်ပါဗျာအဲ့ဒီတော့ဘုံနာမေးတာကိုလည်းဖရာဖြေတော်မူတာဟာလေဥပါဒေမှန်မဲနော်မှန်ပါဗျာလူဟာလူတန်ရောစင်တွေမစွန့်ဘဲနဲ့ဒုက္ခသိမ့်တဲ့နိဗ္ဗာန်ရောက်နိုင်ပါမလားလို့မေးတော့ဖရာကမရောက်နိုင်ဘူးအဲ့တော့မရောက်နိုင်တဲ့နည်းကလည်းတနည်းပါလားရောက်နိုင်တဲ့နည်းကလည်းတနည်းပါကလားလို့ဆိုတော့ကုရုတိုင်းပြောလိုက်တဲ့ဖြစ်၎င်းဓမ္မစကြာဟောတာနတ်တွေကျွတ်တန်းဝင်တာနတ်ကလည်းလူနဲ့ဘာမှထူးတာမဟုတ်ဘူးဒါတွေကျွတ်တန်းဝင်တာကိုဟောသဖြင့်၎င်းဥက္ကမောင်ရဲ့ဒီဆန်းဒွေရဖြစ်เสียပေါ်လာမှန်ပါဗျာတန်တရားဒွေရဖြစ်เสียပေါ်လာကြကြာနာထောင်ပါတရားဓမ္မတို့ကြာနာထောင်ပါတဲ့စကားမများပါဘူးနည်းနည်းနဲ့ပို့ရှင်းပြီးဒီကလာပေးနေလူဟာလူတန်ရောစင်မစွန့်ဘဲနဲ့နိဗ္ဗာန်မရောက်နိုင်ဘူးလို့ဘုရားကဖြေလိုက်ကဲတဏ္ဍိအမကြီးတို့ဘောင်းနှောင်းနေနဲ့ဝန်တို့အရှင်ပြန်အဆောင်ရွက်တွေနဲ့ပဲဘုရားရှိခိုးသွားပြီးသစ္စာတရားနာလိုက်လို့နိဗ္ဗာန်ဝင်သွားတယ်လေရှိတယ်နော်မှန်ပါဟိုအတောင်60ဘဝနေပြီကကျဲတဲ့ယောက်ျားသည်အဲ့ဒီကနေရင်မတ်တတ်နဲ့ပဲဒကာဓမ္မတို့နိဗ္ဗာန်ဝင်သွားတာရှိကတယ်ဆိုရဲပျော်လို့ကတာပေါ့ဗျာလူတန်ရောစင်သူ့ဟာသူစီဝါရကျွန်တော်ကပြနေတာပေါ့မှန်ပါလူတန်ရောစင်မစွန်မနဲ့ရတယ်လေခုနကကုလူတိုင်းထောက်သဖြင့်၎င်းတဏ္ဍိမကြီးတို့ထောက်သဖြင့်၎င်းရသွားတာတွေလေဥက္ကမောင်တို့ဥပါဒင်တို့တပုံကြီးပေါ့မှန်ပါပါဗျာအဲ့ဒီတော့ဘုန်းကြီးများကဂျာဝင်ပြီးဒီကလာဘုရားခင်ကိုရမကြီးအလိုကြအောင်ပဲပြောရဒကာဓမ္မတွေကိုဘုန်းကြီးကဒကာဓမ္မတို့ခင်ဗျားတို့သဏ္ဍာန်မှာချမ်းသာတဲ့ဒုက္ခဝေဒနာစိတ်ချမ်းသာရင်လည်းဒုက္ခဝေဒနာကိုယ်ချမ်းသာရင်လည်းဒုက္ခစိတ်ဆင်းရဲရင်လည်းကိုယ်ဆင်းရဲရင်လည်းစိတ်အလတ်စားကိုယ်အလတ်စားရှိရင်ကောဒုက္ခဝေဒနာပါဗျာဝေဒနာ၃မျိုးရှိနော်အဲ့ဒါလူဟာလူတန်ရောစင်ကိုမစွန့်မဲနဲ့တော့နိဗ္ဗာန်မရဘူးစွန့်လို့ရှိရင်လည်းရတယ်ဆိုတာကိုအလုံးနဲ့ရှင်းပြမလို့မှတ်ချက်မှန်ပါဗျာဘာနဲ့ရှင်းပြအလုံးနဲ့ရှင်းပြရတော့မယ်လို့ဆိုတော့ဘုန်းကြီးတို့တရားဓမ္မတွေတို့ဆရာသမားတွေတို့အတွက်ကိုတခါတည်းဘုရားသခင်ကိုရမကြီးအလိုချဟောပြီးဒီကလာလူဟာလူတန်ရောစင်မစွန့်မဲနဲ့မရတယ်လေပန်းတယ်လုတ်ပြန်တော့လေရသွားတာကလည်းဘယ်လိုကြောင့်ရသွားတယ်ဆိုတော့ကိုယ့်ဖြေပဲကိုထွက်လာကြပါလိမ့်မယ်မှန်ပါဗျာကိုယ့်ဖြေပဲကိုထွက်လာကြပါလိမ့်မယ်လို့ဆိုတော့ဥပါတို့လေးစားစွာနဲ့ပဲမှတ်ပါမှန်ပါဗျာခုဘုရားပြောတဲ့အတိုင်းဒကာဓမ္မတွေဆိုလူဟာလူတန်ရောစင်မစွန့်မဲနဲ့ဖြင့်ဝိသကမဲလိုက်တော့နိဗ္ဗာန်မရနိုင်ဘူးကွဒုက္ခချုပ်တဲ့နိဗ္ဗာန်မရနိုင်ဘူးကွဒီလိုဖြေလိုက်တော့ဘုန်းကြီးတရားဓမ္မတွေမှာတခါတည်းရင်ခွဲပက်လည်းဖြစ်ရမှန်ပါဗျာဥက္ကမရင်ခွဲပက်လည်းဖြစ်ထိုက်ဖြစ်ပါလေကောင်းပြီဒါပြန်တန်ရောစင်စွန့်ဆိုတာကတရားဓမ္မတို့ပထမရှိဥစွာအကျဉ်းချုပ်ကလေးမှတ်ထားရတယ်အလုံးလုံးနေလို့ဖြစ်ပြမြင်နေတဲ့အချိန်မှာတန်ရောစင်စွန့်နေတဲ့အချိန်လို့မှတ်လိုက်စမ်းမှန်ပါဗျာအလုံးလုံးနေလို့ဖြစ်ပြမြင်နေတဲ့အချိန်ဟာတန်ရောစင်စွန့်နေတယ်ဆိုတော့ဒါဖြင့်ယောဂီပုဂ္ဂိုလ်စစ်ကလေးလုံနေတဲ့အချိန်9မိနစ်10မိနစ်15မိနစ်ကဲဒုက္ခဝေဒနာလေးဖြစ်ဖြစ်ရှုနေတယ်ဒုက္ခဝေဒနာလေးပေါ်လို့လေဒုက္ခဝေဒနာလေးလည်းအနိစ္စပဲဥပ္ပခဝေဒနာလေးကမျက်စိနာနာကောင်းလျာမှာပေါ်လာလို့ဒါလေးတွေကလည်းမျက်စိပေါ်လာတဲ့ဝေဒနာလေးလည်းမျက်စိပေါ်လာတဲ့စိတ်ကလေးစိတ်နဲ့ဝေဒနာအတူတူမှတ်လိုက်မြင်စိတ်ကလေးကလည်းဥပ္ပခဝေဒနာဟုတ်ဒါလေးပေါ်လာလည်းဖြစ်ဖြစ်ရှုလိုက်နာကကြားစိတ်ကလေးပေါ်လာရင်ဖြစ်ဖြစ်ရှုဒါဥပ္ပခဝေဒနာရှုတာကြီးပဲဝေဒနာနဲ့စိတ်နဲ့ခွဲလို့မရဘူးနှာခေါင်းထဲမှာမွေးစိတ်နံစိတ်ကလေးပေါ်လာရင်ဖြစ်ဖြစ်ရှုလိုက်ဆိုတော့ဒါဝေဒနာရှုနေတာမှန်ပါ
ဥပက္ခဝေဒနာရှုနေလျှာပေါ်မှာစောစိတ်ကလေးပေါ်လာပြန်ရှုနေလိုက်တယ်ကိုယ်ပေါ်မှာဒါကဥပက္ခ၄မျိုးပေါ့ဗျာမျက်စိနားနာခေါင်းလျှာဒါမသိသေးတဲ့ပုဂ္ဂိုလ်များအတွက်ရှုเสีย၄ချက်ကိုယ်ပေါ်ကြတော့တရားဓမ္မတို့တခါတည်းကြတော့လေလေးလေးတိုက်လို့ချမ်းသာတာလေးပေါ်လာဒုက္ခဝေဒနာလေးပေါ်လာတယ်အဲ့ဒီချမ်းသာလို့ချမ်းသာထက်တဲ့နေရာလေးသာဖြစ်ဖြစ်ရှုလိုက်ဒီနေရာလေးကချမ်းသာတယ်ဒီနေရာလေးကဖြစ်ပြီးဒီချမ်းသာတာလေးကဒီနေရာဖြစ်ဒီနေရာဖြစ်တယ်လို့ရှုဘုန်းကြီးကရှုခိုင်းလို့မရှုနဲ့သူလာမှရှုနော်သူလာမှရှုချမ်းသာတာလေးပေါ်လာမှဖြစ်ဖြစ်ရှုလိုက်ကိုယ်ပေါ်မှာနေလေးကပြင်းလာတဲ့အခါကျဆက်တက်နေတယ်ဒုက္ခဝေဒနာပေါ်လာလို့မှလည်းဒါလေးကဖြစ်ပြီးပြတယ်လို့ရှုလိုက်ရှုနေတဲ့အခါကျတော့တခါဝန်းထဲမှာလဲသားကြောင့်သမီးကြောင့်တွေကျမ်းမာကြောင့်ချမ်းသာကြောင့်တွေသိရမြင်ရတဲ့အခါကျတော့ဝန်းထဲမှာလဲအဲ့ရတဲ့မှာတွေ့တဲ့အခါသားအတွက်အားရနေလို့သမီးအတွက်အားရနေလို့ဝမ်းမြောက်မြောက်နေတဲ့အခါရှိသေးရှိပါအဲ့ဒါသောမနာသာဒုက္ခဝေဒနာပေါ်နေတာပေါ်လာရင်အဲ့ဒါလေးလည်းဖြစ်ဖြစ်ရှိပါသားကြောင့်သမီးကြောင့်တစ်ခုကလက်တင်စဉ်းစားစိတ်မေးစရာတွေပေါ်လာတော့ဒေါမနတာပေါ်နေတဝန်းထဲမှာပေါ်နေအဲ့ဒီဒေါမနတာလေးလည်းဘာလို့ဖြစ်ဖြစ်ရှိရမယ်ကိုဖြစ်လာတဲ့အကြောင်းတော့ဖြင့်ဘယ်လိုမှမတတ်နိုင်ဘူးကမ္မတကာပဲလို့တခါတည်းလေကိုယ့်အကူဆုံးဖြတ်ချက်ချတာလေးမပါကြဘူးလားမှန်ပါဘူးအဲ့ဒီကမ္မတကာစိတ်ကလေးကလည်းဝန်းထဲမှာပေါ်တယ်ဝန်းထဲမှာပေါ်တဲ့ဥပ္ပခါမှန်ပါဒါလေးလည်းဘာလို့ကြအဲ့ဒီလိုတရားဓမ္မတွေကခန္ဓာကိုယ်မှာဝေဒနာ၃မျိုးလှည့်ပြီးတကလားရှုနေတဲ့အချိန်ကျတော့ဖြစ်ပြက်ကဲရှုတယ်မက်ကဲတော့ရှိတော့တန်ရုပ်ရှင်ကဥပါရင်တို့ဥက္ကမောင်တို့ဒီအချိန်ဘယ်လာကပ်ကပ်ပါဗျာကြည့်လေဖြစ်ပြက်ကဲမက်ကဲပဲရှိတယ်မှန်ပါဗျာတရားဓမ္မတို့ဘာရှိတယ်ဖြစ်ပြက်ကဲမက်ကဲဒီဝေဒနာကဖြစ်ပြဲရှုတာကမက်တပတ်ကြဒုက္ခဝေဒနာကဖြစ်ပြဲဒုက္ခဝေဒနာရှုမိပြန်တော့ဒုက္ခဝေဒနာကရှုတာကဥပ္ပခဝေဒနာလေးမျက်စိနားနာကောင်းလျာမှာဆင်းရဲဆင်းရဲပေါ်နေတဲ့ခါကြပြန်တော့ရှုတာကဝန္တာမှာဝန္တာလုံးလေးပေါ်နေတာဝန္တာလုံးလေးလည်းရှုလိုက်တော့ဖြစ်ပြက်ဖက်တွေ့ရှုတာကဘာဖြစ်ဒါဖြင့်ဖြစ်ပြဲဆိုတဲ့အိဋ္ဌာရှုကျဲဆိုတဲ့မဲ့မှန်ပါဥက္ကမောင်စဉ်းစားတာအိဋ္ဌာနဲ့မက်ကပဲရှိလူကလူတန်ရောစဉ်ကိုဒီချိန်မရှိဘူးမရှိပါဘူးဗျာဒကာဓမ္မတို့စဉ်းစားစမ်းပါဒီချိန်မှာလူကလူတန်ရောစဉ်ရှိသေးလားမရှိပါဘူးဗျာဩဒါဖြင့်လူကလူတန်ရောစဉ်ရှိနေခဲ့တော့ဒုက္ခဆုံးတဲ့နိဗ္ဗာန်မရောက်ဘူးလို့ဆိုတပည့်ကြလူတန်ရောစဉ်လူပင်ဖြစ်냐တော့လေလူတန်ရောစဉ်အခုလိုအလုံးလုံးနေတဲ့အချိန်ကြတော့ဥပါရင်တို့တက္ကသစ်တို့ကိုမြတ်ရွှေတို့ရှိသေးရလားမရှိပါဘူးဗျာမရှိတော့ဘူးဒီချိန်မှာဘာနဲ့ဘာရှိတယ်ဆိုတော့လေကိုယ်ထက်စဉ်းစားလိုက်ဒီလိုဆိုကြစို့အိဋ္ဌာနဲ့မက်ကပဲရှိဘယ်လိုဆိုကြသေသေးချာချာမှတ်ပါတရားဓမ္မတို့ဒီချိန်မှာလူတန်ရောစဉ်တပည့်တမှုမပါပါဘူးပါသေးလားမပါပါဘူးတဲ့ဒီချိန်မှာဘာနဲ့ဘာရှိနေအိဋ္ဌာနဲ့မက်ကပဲရှိတယ်ဆိုတော့အိဋ္ဌာကအိဋ္ဌာခန္ဓာမက်ကကညာသဘောကျအိဋ္ဌာခန္ဓာဖြစ်နေသောကြောင့်လေတရားဓမ္မတို့ဒီအိဋ္ဌာခန္ဓာဖြစ်နေတာလေအိဋ္ဌာဆိုတဲ့သဘောလေးပေါ်နေတာပဲရှိတာပဲမှန်ပါပါဖြစ်ပြီးပြတဲ့အိဋ္ဌာသဘောလေးရှိတာမှန်ပါဝန်းထဲမှာတခါကြည့်လိုက်ပြန်တော့မနောရထကလည်းဥက္ကမောင်မက်ကဆိုတဲ့ညံစောစောမှန်ပါပြင်မက်ကဥမာဗိဓာရှုနေဗိဓာကအိဋ္ဌာအတွင်းကညံမက်ကသဘောကျသူ့အောင်ရေသဘောကျဒါတရားဓမ္မတွေအရေးကြီးမှတ်ရမယ်အလုံးဟုတ်ဒီနေ့ဝဆဘုံနာတေဝိဇတုတ်တေဝိဇဝဆတုတ်ဆိုပြီးကြလားမေဇိမပါဏတာပါဠိတော်သေသေးချာချာတရားဓမ္မတွေအားငယ်နေမှာဆိုလို့ဥက္ကမောင်ဒီဝတ္ထုထုတ်လာတာမှန်ပါပါဗျာဒီဝတ္ထုထုတ်လာတာတဲ့ကိုင်းတာဖြင့်ဆရာဘုန်းကြီးကရှင်းပေးလိုက်တရားဓမ္မတို့ရှုနေတဲ့အချိန်ဖြင့်အရှုခန္ဓာကအိဋ္ဌာရှုဉဏ်ကမက်ကတပည့်ကြမှန်ပါပါအရှုခန္ဓာကအိဋ္ဌာဆိုတော့လည်းသူ့တန်ရုံးစဉ်နဲ့သွန်းလို့မရဘူးမရဘူးမက်ကဆိုတော့မရဘူးမက်ကဆိုတာလည်းတန်ရုံးစဉ်ဖြတ်တဲ့တရားမှန်ပါပါအိဋ္ဌာဆိုတာကလည်းတန်ရုံးစဉ်ဖြစ်တဲ့အာယုံမဟုတ်ဘူးမှန်ပါပါဘုခမမှန်ပါပါတန်ရုံးစဉ်ဖြစ်တဲ့အာယုံလို့ဆိုကြမှာဟုတ်ပါဘူးဖြစ်ပြီးပြနေတာလေးကဒကာဓမ္မတို့ခင်စရာကောင်းတယ်မင်းစရာကောင်းတယ်ကြောက်စရာကောင်းတယ်လို့လာရလားမှန်ပါပါဩသူကအိဋ္ဌာပဲနော်မှန်ပါဒါပြန်အာယုံဘက်ကလည်းတန်ရုံးစဉ်အာယုံမဟုတ်မှန်ပါအာရမဏိကဆိုတဲ့ရှုတဲ့ဘက်ကလည်းတဲ့တန်ရောစဉ်လုံးဝမပါဘူး
ပါတယ် မပါဘူး ကောင်းပြီဒါဖြင့်ဒကာဓမ္မတို့အာယုံဘက်ကလည်းဖြစ်ပြဲရှုတာက မဲ့ဆိုတာညာနော် မှန်ပါ ဒါဖြင့်ဒကာဓမ္မတွေမယ်ဟိုကဖြစ်ပြက်ကများများမြင်လေးလေးဒီကရှုတဲ့မက်ကလည်းများများဖြစ်လေးလေးဒီလိုမနေပဲဘူးလား နေပါဘူး အဲ့ဒီအချိန်မှတ်လိုက်သပါလူဖြစ်စေယဟန်ဖြစ်စေယဟန်တန်ရောစဉ်စွန့်နေတဲ့အချိန် မှန်ပါ လူမှလူတန်ရောစဉ်စွန့်နေတဲ့အချိန် မှန်ပါ ပေါ်ကြလားယဟန်မှာ မှန်ပါ လူမှာ လူသားတွေဆုံးတယ် အဲ့ဒီတိုင်းသာဆက်ပြီးဒီကာလဒကာရမတွေဒီညာကနေပြီးဒီကာလနိဗ္ဗာန်ညာတက်လိုက်သူကသူမုန်းလာမှာပေါ့ဗျာ မှန်ပါ အဲ့ဒီကနေပြီးဒီကာလဒါဒုက္ခသစ္စာလို့ဆုံးဖြတ်ချက်ချပြီးဒီကာလတကယ်တမ်းချလိုက်လို့ရှိရင်လေတကယ်မဲ့ညာဖြစ်လာတော့သောတာပန်ဖြစ်တောကြသဂရကံဖြစ်တောကြနာကံဖြစ်တောကြယန္တာဖြစ်ဆိုတော့တန်ရောစဉ်စွန့်ပြီးသားမို့သာဖြစ်တာ မှန်ပါ သိကြကြ သိကြပါ ဩဒါဖြင့်ကုရုတိုင်းတိုင်းတို့မှာလူပေါင်း3000ကျော်ဓမ္မစကြာဟောတော့ကနတ်ပေါင်း6000ကျော်လူတွေပါပဲဒါတွေအကုန်ကျွတ်တန်းဝင်တာဒီတန်ရောစဉ်စွန့်နေတဲ့အချိန်ဝင်တာကို မှန်ပါ ဒါပြန်တန်ရောစဉ်ဆိုတာဒကာဓမ္မတို့သူ့အချိန်နဲ့သူရှိတာလို့မှတ်ပါ မှန်ပါ ဘယ်လိုမှတ်ကြ ရှိပါဗျာ သူ့အချိန်နဲ့သူရှိတာနော် မှန်ပါ အဲ့တော့ကိုဥက္ကမောင်ကြီးသူ့အချိန်နဲ့သူရှိတာကိုလည်းကျွတ်တို့ကသိထားမှာဘုရားကတော့ပုံနာကလူဟာလူတန်ရောစဉ်မစွန့်ဘဲနဲ့ဒုက္ခချုပ်တဲ့နိဗ္ဗာန်ရောက်နိုင်ပါမလားဆိုတော့ဘုရားလည်းသူမင်းနဲ့လည်းအောင်ဖြေရလိမ့်မယ်ဗျ။ဟာတာရောစဉ်ရှိနေတော့မရဘူးကွာမဖြေရပဲဘူးလားဖြေရမှာပဲတဲ့ဒကာဓမ္မတွေနော် မှန်ပါ အဲ့တော့အခုဘုန်းကြီးကဟောလိုက်တယ်လေဘုရားဟောဝတ္ထုတွေထုတ်ပြတာ မှန်ပါ လူဟာလူတန်ရောစဉ်တွေရှိပြီးဒီကာလနေရင်တော့မရဘူးလို့ဘုန်းကြီးလည်းဘုရားဘက်ကပဲလိုက်ရမှာ မှန်ပါ ခင်ဗျားတို့လည်းလိုက်ကြ လိုက်ရပါ သို့တော့အာယုံဘက်ကလည်းအနိစ္စဖြစ်သွားကြောင်းတန်ရောစဉ်အာယုံမဟုတ် ဟုတ်ပါ ရှုတဲ့ဉာဏ်ကလည်းတန်ရောစဉ်ကိုလုံးဝမဟုတ်ဘူး ဟုတ်ပါ သဘောကျ ရပါ တန်ရောစဉ်ကိုလုံးဝမဟုတ်တန်ရောစဉ်ဖြတ်တဲ့ဉာဏ်ကြီး မှန်ပါ ဒါဖြင့်ဥပါဒณတို့ပဲစဉ်းစားဒကာသစ်တို့ပဲစဉ်းစားကိုမြတ်ဆွေတို့စဉ်းစားပါဗျာအာယုံကလည်းတန်ရောစဉ်ဒီချိန်ဟုတ်ပါရဲ့လား ဟုတ်ပါ အာရမဏိကရှုတဲ့သဘောကရော ဟုတ်ပါ ဒီလိုမဟုတ်တော့ဒကာရမတို့ရရမယ်လို့ဆုံးဖြတ်ချက်ချလိုက်တပတ်ကြပါလား ရပါ လူဟာလူတန်ရောစဉ်ကိုအလုံးနဲ့သာလုံးနေတဲ့ပုဂ္ဂိုလ်ပြင်ရမယ်လူတန်ရောစဉ်နဲ့ဖြတ်တော့မဖြတ်ဘူးအလုံးလည်းမပါဘူးဆိုရင်တော့ဘုန်းကြီးများကမရဘူးဆိုပဲဆုံးဖြတ်ချက်ချ မှန်ပါ ခိုင်းတာဖြင့်ဒီကဒါလေးသိသွားသဖြင့်ဒီပုံနာဝဆမဲတာကိုထောက်လိုက်သဖြင့်ကျွတ်တော်ဖြင့်အလုတ်ကလည်းမလုံနိုင်ဘူးအလုတ်ထိုင်းလောက်ပါဆိုလို့ရှိရင်လည်းကျွတ်တော်မအားဘူးအဲ့ဒါတော့ကျွတ်တော်ဒီကားလို့ဆိုလို့ရှိရင်ဖြင့်ဒီလိုပဲအကိုအားရလေးဒါနသီလတွေရှောက်ပြီးဒီကလာကျွတ်တော်လုတ်ပြီးဒီကလာသူများတလန်းသွားကျွတ်တော်ကတလန်းမဲပြောင်းပြီးလောက်အောင်မှာပဲကိုတက်နိုင်တဲ့ဘက်ကကြိုးစားမှာပဲလို့ဒီလိုခွဲပင်ယူလိုက်ပါနဲ့ဟိုဟာကိုလည်းလုတ်ဒီဟာမှာမပြီးဘူး မှန်ပါ ရှင်းမလား ရှင်းပါ ဒါနသီလတွေလည်းလုတ်တာပေါ့ဒါမပါရင်လည်း ပြီးပါ မပြီးဘူးဆိုတာသိကြပါလား ပြီးကြပါ နမို့တန်ရောစဉ်ကခုနကဘုက္ကမောင်ကသိရှင်းတော့ပါရောမယ်လူကလူတန်ရောစဉ်မစွန့်ဘဲနဲ့တော့နာသူတိယောက်ျောင်းလို့ရင်ရတယ်လို့ပြောထားတာ မှန်ပါ ရှင်းမလား ရှင်းပါ နာသူတိတော့ရတယ်တဲ့ မှန်ပါ တန်ရောစဉ်မစွန့်ဘဲနဲ့နိဗ္ဗာန်ကြတော့ ရပါ မရဘူးဆိုတဲ့ဖြင့်ခုနကဟိုပုဂ္ဂိုလ်ကျွတ်တို့ကတော့တလန်းကနေသွားတက်ရတော့မှာပဲဆိုတော့မခက်ဘူးလား ဖြစ်ပါ ပေါ်သွားကြလား ဟုတ်ပါ ဘုက္ကမောင်ဒါတော်တော်အရေးကြီးတဲ့စကား ပြီးပါ အားလုံးလည်းအာရမတွေတော်တော်လေးရှင်းသွားဗလား ရှင်းပါ ဩဒါဖြင့်တို့ဆရာဘုန်းကြီးကတို့အလုတ်အာကြီးခိုင်းတယ်ဘယ်နဲ့ကြောင့်ဒီလောက်များခိုင်းပါလိမ့်မလို့ဆိုတာဒီနေ့ပုံနာလျှောက်တော့ကိုဝိဆရာတို့လျှောက်တဲ့အခါကျတော့ဥက္ကမောင်ပေါ်ရောပေါ့ မှန်ပါ လူဟာလူတန်ရောစဉ်မစွန်ဘဲနဲ့နာသူတိတော့ရောက်တယ်လူတန်ရောစဉ်မစွန်ဘဲနဲ့နိဗ္ဗာန်တော့ ရပါ အဲ့ဒီနှစ်ခုကသေချာနေတယ် ပြီးကြပါ ဥက္ကမောင်လုံလောက်ပလား လုံးလောက်ပါဗျာ တော်တော်လုံလောက်နေပြီဆိုပြီးအဲ့ဒါအခုဘုန်းကြီးပြောတာရေလို့မယူနဲ့ဖယားကိုကဝဆဘုံနာမဲလို့ဖြေတဲ့သဘောကဘုန်းကြီးအာဘောကိုဒီထဲမှာမပါသေးဘူးလို့ဆိုတော့ဥပါရင်လေးစားစွာမှတ်စမ်းပြန် မှန်ပါဗျာ သူမဲတာကကြည့်ရလေတကယ်တော့လူဟာလူတန်ရပြန်မရှိဘဲနဲ့မစွန့်မဲနဲ့နိဗ္ဗာန်ရောက်ပါမလားလို့မဲလိုက်ဘယ်နဲ့ဖြေတော့ဖြေလူဟာလူတန်ရပြန်မစွန့်မဲနဲ့သူတိနာပြေတယ်ရောက်နိုင်ပါရဲ့လားမေးတော့ ရောက်ပါ က
ကဲသူကရှင်းနေပြီဗျာ ရှင်းပါလား ရှင်းနေပြီဒကာဓမ္မတို့ဥက္ကမောင်ရေဒီပုံနာမေးချက်ဟာကျွတ်တို့အတွက်ပဲ မှန်ပါပါဗျာ ကျွတ်တို့သံဃာတန်တရားဝိသိကိစ္စတွေကိုဖြတ်တောက်စေခြင်းကြုံငါဖះကဖြေတာပဲပုံနာကကျွတ်တို့ဤကျေးဇူးရင်ပဲလို့ဆိုရင်လွယ်ပါ လွယ်ပါဘူး မလွယ်ပါဘူး။ကိုင်းဒါဖြင့်ဒကာဓမ္မတို့ဝေဒနာသုံးမျိုးလက်ရှိကြတာဗောတဲ့ဝေဒနာကင်းနေတဲ့ပုဂ္ဂိုလ်ကလည်းဒီထင်တယောက်မှမပါ မ ဘူး ပါပါဘူး ။တခါတည်းဒုက္ခဝေဒနာနဲ့တခါတည်းဒုက္ခဝေဒနာတခါတည်းဥပေက္ခဝေဒနာနဲ့ဆိုတော့ဒီဝေဒနာတွေအကုန်မရှိဘူးဆိုရင်လည်းပုဂ္ဂိုလ်ပျောက်ပြီဗျာ မှန်ပါပါ ဝေဒနာခန္ဓာကိုဥက္ကမောင်ရ မှန်ပါပါဗျာ ဝေဒနာသုံးမျိုးတစ်မျိုးမျိုးတော့ရှိမနေရဘူး ရှိပါပါဗျာ ဒါတွေအကုန်ရှုပ်သွားလို့ရှိရင်ဖြင့်နိဗ္ဗာန်ရောက်ရုံရှိတော့ မှန်ပါပါဗျာ ကိုင်းဒါဖြင့်ဒကာဓမ္မတို့သေးသေးချာချာပဲပုံနာမေးတဲ့စကားနှခုံးကိုရှင်းပါတော့မယ်တဲ့အလုံးနဲ့ရှင်းပြတော့မှာဘုရားရှင်တို့ဒကာသစ်တို့ပေါ်သွားမယ် မှန်ပါဗျာ ကိုင်းဒကာဓမ္မတို့မျက်လုံးထဲမှာမြင်တယ်ဆိုတော့ဘာပဲမြင်ပေါ့ဗျာမြင်တာဥပ္ပခဝေဒနာပဲတပတ်ကြမြင်တာပါလေမြင်တာဥပ္ပခဝေဒနာမြင်ကမြောက်မှတ်တာကိုခမောင်ရပါလိုချင်တာရချင်တာမဟုတ်သေးပါဘူးမြင်တာရှိသေးတာ မှန်ပါပါ လာဥက္ကမောင်တို့မော်ဒကာရှိသလို့ပုဂ္ဂိုလ်ပင်နေမြင်တယ်ဟုတ်လားဗျာဖြောက်စိတ်ပင်နေမြင်တယ်ထဏောင်းပင်နေမြင်တယ်ဟုတ်လားသမတ်တယ်ပင်နေမြင်တယ် မှန်ပါပါ မြင်တာရှိတာပဲခင် မှန် ဗျာ ပါပါ လိုချင်တယ်ရချင်တယ်ပါရလား မပါပါဘူး အဲ့ဒါပါဆိုကြပါဦး ဥပ္ပခါပါဗျာ အဲ့ဒါလေးပေါ်လာတာလေးဒကာဓမ္မတွေကဩမြင်တဲ့စိတ်ကလေးကလည်းမြင်ပြီးပြတ်တာပဲလေနောက်ကဝန်းထဲကမက်ကလေးလိုက်ပေးစား မှန်ပါဗျာမက်ကလေးလိုက်ပေးတော့မြင်ခံရတာကလည်းတန်ရောစဉ်နဲ့နည်းနည်းမှမဆက်တော့ကြောင်းတန်ရောစဉ်ဖြစ်လောက်တခုမှမဟုတ်တော့ကြောင်းအမြင်ခံတဲ့အာယုံကလည်းဖြစ်ပြဲ မှန်ပါဗျာ ဒီမြင်တဲ့စိတ်ကလေးကလည်း ဖြစ်ပြပါဗျာ အဲ့ဒါလေးကိုမြင်တဲ့စိတ်ကလေးမြင်တဲ့ဥပ္ပခဝေဒနာလေးကလည်းဖြစ်ပြဲစိတ်နဲ့ဝေဒနာအတူတူပဲမရှုပ်ကြနဲ့နော် မှန်ပါဗျာ မြင်တာလေးကအမြင်တတ်တဲ့သဘောလေးကလည်းဖြစ်ပြဲဒါလေးမြင်တတ်တဲ့သဘောလေးရှိမရှိတွေးတာကလည်းမဲ့ မှန်ပါပါ မြင်တတ်တဲ့သဘောကဖြစ်ပြဲရှိမရှိတွေးတာက မှန်ပါပါဗျာ မဲ့လို့ဆိုတော့ဩဖြစ်ပြက်နဲ့မဲ့နဲ့ဆက်သွားပါကလားဆိုတာပေါ်လာ မှန်ပါပါ ကြာတော့ဝေဒနာလေးကလှည့်လိုက်နေရတော့ဥပါဒင်ဖြစ်ပြက်မဲ့တာရှိတော့ မှန်ပါဗျာ ဘာရှိတော့ ဖြစ်ပြပါဗျာ ဖြစ်ပြက်မဲ့တရားဓမ္မတွေဒါပဲရှိတယ်နော် မှန်ပါဗျာ ကဲလူတန်ရောက်စဉ်ပြောစမ်းပါဒီနေရာဘယ်ကဝင်သေးတယ် ဘယ်ကမှမဟုတ်ပါဘူး ဒါဖြင့်ဘယ်ကမှဝင်လို့တရားဓမ္မတွေဒီကားလို့ရှင်ဖြစ်ပြက်စိတ်လို့လားဖြစ်ပြက်တရားဖျားစိတ်လာပြီဖျားစိတ်လာပြီဖျားဆိုဘုန်းကြီးများကဘုန်းကြီးတို့တရားဓမ္မတွေအတော်ဝမ်းသာ မှန်ပါဗျာ ဟေးလူတန်ရောက်စဉ်ကြားမထိုးဘူးလူတန်ရောက်စဉ်ကြားမထိုးဘူးရတော်မဲ့ဒီတရားဓမ္မတွေလူတန်ရောက်စဉ်ကြားမထိုးတော့ဘူးဆိုတာအမှန်တော်ဝမ်းသာတယ် မှန်ပါဗျာ ဒါကြောင့်ဥက္ကမောင်တို့မေးဘုန်းကြီးတရားဓမ္မတွေဆံရပဲမေးဘယ်တော့မှစိတ်ကြဗလားဖြစ်ပြတော်တော်စိတ်ပလားဟာဆိုတာကမေးတယ်မမေးတယ် မေးနေပါဗျာ ဘာဖြစ်လို့မေးတဲ့ကြတော့လို့ဘုန်းကြီးတရားဓမ္မတွေကမေးလို့ရှိရင်ဖြင့်ဩလူတန်ရောစဉ်ဒီထက်မဝင်တာမဝင်ဘူးခေစိတ်နေပြီဆိုတော့ဝင်ခွင့်ကိုမရဘူး မှန်ပါဗျာ သဘောပါကြ မှန်ပါဗျာ ဩသိတ်နေရကြပါပြီသိတ်နေရကြတရားဓမ္မတို့ကဲဒါဖြင့်ခင်ဗျားတို့အားလုံးတရားဓမ္မတွေလူတန်ရောစဉ်ဒီအချိန်မှာစွန့်နေသောကြောင့်သေးသေးချာချာရမယ်ဆိုတာကိုကိုယ်တိုင်ဆုံးဖြတ်ချက်ချာ မှန်ပါဗျာ ဘာမှအားမငယ်ကြပါနဲ့ မှန်ပါဗျာ အားငယ်ကြဘာမှမလုပ်ဘူးငရဲဦးငရဲမိတွေဟာနှမလို့ရှိရင်ကျွတ်တို့အတွက်တဟုံးဟုံးနဲ့လာခဲနဲ့စောင့်နေ မှန်ပါဗျာ တပည့်ကြ ကြပါဗျာ ကျွတ်တို့ငယ်ငယ်တုန်းကယူခဲ့တေခဲ့ပေခဲ့ပျော်ခဲ့မိုက်ခဲ့ဒါတွေအတွက်ဟာကလည်းအကုသိုလ်တွေကဒီအကြောင်းတွေလောက်ထားတော့ဟိုမှာအကျိုးတွေကအရင်ပေါ်နဲ့ မှန်ပါဗျာ ပေါ်နဲ့မယ်ပေါ်နဲ့နေတော့ငရဲဦးတွေဘောပဲဆူရက်မိတွေကတဟုံးတောက်ရက်ဥက္ကမောင်ကြီး မှန်ပါဗျာ မျောလက်နေတယ် ညောတယ်ပါ မျောပဲမျောညာဆိုဒီကဖြစ်ပြနဲ့မဲ့နဲ့ကိုက်နေအောင်လုပ်လိုက်လို့ဖြားဆိုတရားဓမ္မတို့ဒုက္ခပိုင်းခြားပြီးတဲ့ကာလမက်စစ်လည်းဖြစ်သွားတော့ဟိုကကိုယ့်အတွက်ဖြင့်ငရဲဦးလည်းဘွဲ့ပေါ့ဆူနေတာပျောက်ထွက်သွား မှန်ပါ မေဟောင်းတောက်တာလည်းအကုန်မရှိတော့ဒီကနေကျင်းတယ်အဲ့တော့စဉ်းစားပါလားငကိုယ်လုံးကလည်းဒီကအကုသိုလ်ကတိဆောက်ထားတာ မှန်ပါဗျာ ညှင်းညင်တော့ဘယ်ကနေညှင်း ရတယ် ဒီကနေညှင်းဒိုင်နမိုကနေမေးလွတ်တာပဲတရားဓမ္မတွေ မှန်ပါ ဒီတစ်မျိုးလုံးကဒိုင်နမိုကနေလွတ်တာ မှန်ပါ ညှင်းညင်တော့ဘယ်ကနေညှင်း မှန်ပါ ဒီတပွင့်နေရှောက်ငင်းလို့တော့ပြီးမှမဟုတ်ဗတ်တွေရှောက်ပြောတယ်နော်အားမှမဟုတ်ဘူး မှန်ပါ ဟုတ်ဘူးလားအဲ့တော့ဟိုကပဲဖြစ်လို့ဒိုင်နမိုကဖြစ်လို့ဒိုင်နမိုကမေးပွားအောင်လုပ်လိုက်လို့မေးပွင့်တယ်ဒီကအကုသိုလ်တွေကြောင့်ဟိုမှာငရဲအိုးငရဲရင်းတွေဖြစ်ရငရဲမိလျံတွေတောက်ငရဲအိုးတွေဆူရဒီကဒိုင်နမိုကလှုပ်ထားတာ မှန်ပါ အကုသိုလ်ဟာရယဝတ္ထုဒိုင်နမိုကအကုသိုလ်တွေကများလို့အ
ကုသိုလ်မေးပွင့်နေဟိုမှာသွားပွင့်တော့ကြ ရပါ ကြိုက်ဒီကနေပြီးကာလာတခါတည်းအကုသိုလ်မေးပွင့်တွေကိုမဲ့နဲ့ဖြတ်ချလိုက်မယ်ဥက္ကမ မှန်ပါပါ ဒီတိုင်းမိုးကနေပဲညှိမ့်လိုက်မယ် မှန်ပါပါ မရဘူးလေ ရပါ ဒါဖြင့်ဒကာဓမ္မတို့ခမည်းတော်ခဏခဏဘုန်းကြီးလည်းသတိပေးတယ်လူပြည်နန္ဒီရဲ့အကြောင်းဆောက်တော့မသေးခင်ကဘုံပေါက်တယ်ဆိုတာသိကြပါတယ် မှန်ပါပါ သိကြပါလား ဤပါပါ ရှင်မောကလန်ကြီးသွားပြီးဆောင်းခံတော့ဟောနတ်သမီးတွေကလူပြည်ကနန္ဒီကမှားလိုက်တယ်ရှင်မြတ်နန္ဒီကများများလူပြည်နတ်လူမြေအိုးတွေစွန့်ပြီးကြတော့ရှိုးတွေလာပြီးယူပါလို့ပြောလိုက်စမ်းပါဗျာလူပြည်တာရှိမနေပါနဲ့သူ့တပည့်တော်ဆင်းသင်းဆောင်နေတာဒါသူ့ဘုံပါဗျာသူကလူပြည်အကြောင်းဆောက်လို့ဘုံပေါက်နေ မှန်ပါ သေးဗလားမသေးသေးဘူးလား ဒီလိုပါ မသေးခင်ကဘုံပေါက်တယ်ဆိုတာကုသိုလ်လည်းကုသိုလ်အကျိုးကြောင့်ဘုံပေါက်တယ် မှန်ပါ အကုသိုလ်လည်းအကုသိုလ်အကျိုးကြောင့်ကိုနေဖို့ဒေအိုးတို့ဟင် မှန်ပါ မီလျံတို့ဆူနေတဲ့စီတို့ဖြစ်နေရမှာမဟုတ်လားဗျာ မှန်ပါ ကုသိုလ်ယုံလို့ရှိရင်အကုသိုလ်ကော ရောပါ ယုံရမှာပဲဆိုတာမသေးကြဘူးလား သိကြပါ အဲ့ဒါကြောင့်ဒကာရမတို့ခင်ဗျားတို့จิตတို့မှာဒီဟာတွေကလာခဲနဲ့အကုသိုလ်တွေကများနေတော့စောင့်နေကြ မှန်ပါ ဒါတွေကနေမဲ့နဲ့ဒီကဟရိယဝတ္ထုဘောကနေမဲ့နဲ့သာခင်ဗျားတို့ဟရိယဝတ္ထုဘောမဲ့စောသာကြပါစေ မှန်ပါ တပည့်ကြ ရပါ မဲ့စောမဲ့စိတ်သာပေါ်ပဲစီဆိုရင်ဥက္ကမောအကုန်ငိမ့်သွား သိကြပါ တာတပည့်ကြ ရပါ ဒါဖြင့်ဒကာရမတို့ကျွေးမရှိတဲ့ပုဂ္ဂိုလ်အေးနေ မှန်ပါ ကျွေးရအများကြီးရှိတဲ့ပုဂ္ဂိုလ်ကမဲ့နဲ့စား တပည့်ကြဘာနဲ့ဆက်ကြမဲ့နဲ့ဆက်ကြမှာဒီပြင်နီးနဲ့ဖြင့်ဟိုကအချိန်သေးသွားလိမ့်မယ်လို့ဥပါရင်ယူရင်လွယ်လိမ့်မယ်နော် လွယ်လာပါဗျာ ဟိုကဆူးနေမှာပဲ မှန်ပါ နတ်ပြည်သွားနေတယ်စောင့်နေမှာပဲ စောင့်နေ မြမပြည်သွားနေကော စောင့်ပါ ဘာဖြစ်လို့တုံးတဲ့ကျွေးဆက်တာကပြေလောက်အောင်ဆက်တာမှမဟုတ်ပဲပဲတဲ့ဒကာဓမ္မတို့ခဏတင်းကရှောင်ကားလေးလောက်နဲ့ရပါမလား မရပါဘူးဗျာ ဥက္ကမောကျင်납ဗလား မှန်ပါပါ ဒါပြန်ဥပါရေจิตတို့မှာကျွေးမရှိအေးနေဘူးဗျာ မှန်ပါပါ ကျွေးရှိရင်ဖြင့်အပူတပြင်းလို့တပည့်ကြ မှန်ပါပါ ကျွေးမရှိရင်ကျွေးရှိရင် အခုမြင်တော့ အဲ့တော့အပူတပြင်းလို့ပြတ်စမ်းပါဆိုတော့ဘုန်းကြီးများကတိုက်တွန်းတယ် မှန်ပါပါ အခုလည်းတန်တရားလည်းရှင်းပါပြီဘာကြောင့်လဲဆိုတော့ဖြစ်ပြနဲ့မဲ့နဲ့သာကိုက်နေကြလို့ဖြစ်ပြကလည်းစိတ်နဲ့မက်ကလည်းစိတ်ဓာတ်ကိုမြင်နေပါတယ်ဆိုလို့ရှိရင်ဖြင့်ဒကာရမတို့လူဟာလူတန်ရောစဉ်စွန့်တဲ့အချိန်ဒီအချိန်ပဲ မှန်ပါပါ ရှင်းမလား ရှင်းပါပါ လူဟာလူတန်ရောစဉ်စွန့်တဲ့အချိန်ဟာ ဒီချိန်ပါဗျာ ဒီအချိန်ပဲဆိုတာသိကြသဖြင့်ဘုန်းကြီးတို့ဒကာဓမ္မတွေအရေးကြီးလောက်ရမယ်လို့ဒီလောက်ပါလားဟေးဖြစ်ပျက်ကိုမြင်မရှိရမယ်အလောက်ပါလားဟေးလို့မှတ်လိုက်စမ်း မှန်ပါပါဗျာ ဖြစ်ပျက်ကို ဒီမှာရောက်တော့တယ် ကောင်းပြီဒါဖြင့်မရှိတာကြည့်ခိုင်းလို့ရှိရင်လည်းဘုန်းကြီးကဟောဒကာဓမ္မတွေနှိမ့်ဆက်ညှင်းစေရရောက်မှာ မှန်ပါပါ ရှိတာအရှုခိုင်းတာပါ မှန်ပါပါ ရှိတာကိုဘယ်နဲ့ကြောင့်အရှုခိုင်းပါလိမ့်မလို့လို့မွေးဖို့တော့မလိုတော့ဘူး မလို့ပါ ရှိလို့သိစေချင်တာ မှန်ပါပါ သဘောပါကြ ပါပါ ရှိလို့ပါတော့ရှိလို့သိစေခြင်းတယ်ဆိုတော့ရှိတာမသိတော့ဘူးဒီဇုံလုံးကန်းတွေကိုတခါတည်းကြည်နည်းနေတယ်ကွာကြည်ပုံနဲ့တကွာဘယ်နေရာရှိပါတယ်ဆိုတာတော့ဖြင့်ဥက္ကမောအကုန်ပြောရတော့မှာ မှန်ပါပါ ဒါကြောင့်ခொနကမျက်စိဘာဝေဒနာပေါ်တော့မေးရတာရှိတာသိပါစီလို့ မှန်ပါပါ မျက်စိဘာဝေဒနာပေါ် ဥပ္ပခါပါဗျာ နားမှာ ဥပ္ပခါပါဗျာ ရှိတယ်နားကကြားတဲ့ဆင်တဲ့ဥပ္ပကဝေဒနာဖြစ်ဖြစ်သာရှုချလိုက်ကြားစိတ်ကလေးကိုဖြစ်ဖြစ်ရှုချလိုက် မှန်ပါပါ နှာခေါင်းဘာဝေဒနာပေါ် ဥပ္ပခါပါဗျာ ဒါဘာလို့ ဖြစ်ဖြစ်ရှိပါ အဲ့ဒါရှိတာခင်ဗျားတို့ကရှာမတွေ့ဘူးဆိုမှစိုးနေတော့ဒီဟာမှရှာမတွေ့လို့ရှိရင်မက်ကလာနိုင်သေးရဲ့လား လာပါပါ မလာနိုင်တော့ဟိုမှာငရဲမိကငိမ့်မှုရတော့ခက်သွား ခဲပါပါဗျာ မခက်ဘူးလား ခဲပါပါ အဲ့ဒါတွေဆိုရင်လို့ဒကာဓမ္မတို့ဩကိုယ့်အိမ်မှာကိုယ်ဆံကိုယ်စားပြီးဒီကလာအပေသွားဖို့အချိန်ဆောင်နေကြတယ်နဲ့တူလွန်းလို့ မှန်ပါပါဗျာ ခင်ဗျားတို့ကခင်ဗျားတို့လှုပ်ရှားနေတာကိုခင်ဗျားတို့ကတော့မသိဘူးဟိုမှာဘောဘဆူပြီးစောင့်နေတာကတော့ကိုဘုန်းကြီးများရောဖရာတို့ကရောနန္ဒီကဘုံပေါက်သူတို့လည်းဘုံတွေဖြင့်ပေါက်ကုန်ကြပြီငရဲဘုံတွေပေါက် မှန်ပါပါဗျာ သူဆိုင်ရင်ဘယ်မှာပေါက် မရပါဘူး နတ်ပြည်သွားပေါက်တယ်ဆိုတော့ငရဲမပေါက်ဘူးဆိုတော့ငရဲဘယ်လိုလုပ်ထားကြုံဆိုလို့ရှိရင်ဟိုကမ္မန္တတွေဥပ္ပဒိပေါ့ကွာဒါကြောင့်အကျိုးပေးတွေပေါ်နေတာပေါ့ကွာဥပါရင်ဆိုလိုက်မဆိုလိုက် ခုလိုက်ပါဗျာ အဲ့တော့ကိုလူဟာလူတန်ရောခြင်းမစွန့်ဘဲနဲ့နိဗ္ဗာန်မရဘူးဆိုတာလည်းပြေကြပါလား ပြေးပါဗျာ အလုံးလုံးနေတဲ့အချိန်ကြတယ်လေလူတန်ရောခြင်းဘယ်နဲ့နေ ကဲမရှိပါဘူး ကင်းတဲ့အချိန်ကိုတရားဓမ္မတွေဒီကြားမှာထိုးပြီးမရနိုင်ဘူး ရပါပါဗျာ ရနိုင်လို့ပေါ့သောတာပန်ပေရကားပိတ်ပြီးဝိတ္တခါတို့
သောတာပန်တည်ပြီးမှအိမ်တော်များကြလိုက်ပြီ မှန်ပါပါဗျာ လူတန်ရောစဉ်စွန့်ပြီးလူတန်ရောစဉ်9နှစ်ကသူဝိပဿနာလုပ်တဲ့အချိန်ကစွန့်လိုက်တော့သောတာပန်တည်သွား မှန်ပါပါ နောက်တန်ရောစဉ်မပယ်နိုင်တဲ့မဲ့မပယ်နိုင်တဲ့တန်ရောစဉ်လေးတွေကျန်နေတော့ပုံနှနဲ့ဟမ်ဒုက္ခမောနဲ့အိမ်တော်ဟောမကြကြဘူး ကြပါဗျာ အဲ့ဒါတွေထောက်ကြည့်တဲ့အခါကျတော့ဩအပယ်ကြတဲ့တန်ရောစဉ်ကတစ်မျိုးအပယ်မကြတဲ့တန်ရောစဉ်ကတစ်မျိုးကူသဘောကျ ကြပါဗျာ ကဲဒါဖြင့်အဲ့ဒါတွေထောက်ကြည့်တဲ့ဖြင့်ဘုန်းကြီးတို့ဓမ္မတွေမှာခုလိုတရားသူတရားမြတ်တွေနဲ့အချိန်ကောင်းခါကောင်းဖွင့်ကောင်းမသေးမီအတွေ့အတွေ့ပြီးဒီကလာကြုံချင်းကြုံတော့ကိုတို့မှတို့တင်ငရဲသွားလိမ့်မယ်ဆိုတာကြောက်เสียမရှိအောင်ကိုယ်တန်သေးရကိုပဲကိုဖြောက်နိုင်တဲ့အချိန်တွေရောက်အပြည့်နဲ့မဲ့နဲ့ကြိုက်အောင်လုပ်တဲ့အလုပ်ဟာဖြင့်ဒကာဓမ္မတို့ဤအမတန်အရေးကြီးတာကိုအရေးကြီးသလိုပြာပြီးလုပ်တဲ့ဒကာဓမ္မတွေပဲလို့ဆိုလိုက်ပါတယ် မှန်ပါဗျာ နမလို့ရှိရင်ခင်ဗျားတို့သားလေးရောက်ရေးမကြည့်ဘူးသမီးလေးလောက်ရေးမကြည့်ဘူးပစ္စည်းရဖို့လောက်ရေးမကြည့်ပဲနေမှာစိုးရင်ရတယ် မှန်ပါပါဗျာ တပည့်ကြ မှန်ပါ အဲ့ဓာတွေကခင်ဗျားတို့သူ့ကံနဲ့သူလာပြီးသူ့ကျိုးပဲနဲ့သူသွားမှာကို့ကျိုးပဲတွေကဟိုမှာစောင့်နေတာတွေကိုဒီကနေမဖြတ်တော့ဘူးဆိုရင်ဥပါရင်ဒီလူတော့မိုက်တာရှာမပြုဘူး မှန်ပါပါဗျာ မြင်သေးရလား မြင်ပါဗျာ အဲ့ဒါကြောင့်ဒကာဓမ္မတွေဆရာဘုန်းကြီးကတော့ရင်းချာချာပြောနေတယ်လို့လည်းမှတ်ပါ မှန်ပါဗျာ ချွင်းချက်မရှိပြောနေတယ်လို့လည်းမှတ်ပါ မှန်ပါဗျာ အပယ်သွားရတဲ့တန်ရောစဉ်လောက်တော့ခင်ဗျားတို့ဖြတ်ထားဖို့တော့အရေးကြီးပြီ မှန်ပါဗျာ အပယ်သွားဖို့တန်ရောစဉ်ဖြတ်တာကတော့ဖြစ်ပြမြင်လို့ဖြစ်ပြနောက်ကမက်လိုက်လာတဲ့နောက်ကြရရှိပါများလာတော့ဖြစ်ပြတဲ့ဆုံးတဲ့နိဗ္ဗာန်ကြီးမြင်ပြီးမက်လိုက်လာတယ်ဒါလို့ဆိုရင်ပဲခင်ဗျားတို့ဟောခင်ဗျားတို့အတွက်ဖြစ်တဲ့ငရဲမီငြိမ်းငရဲကိုသိနေတာကတော့သိချပါတယ် မှန်ပါဗျာ သိကြပါတယ်သိကြပါတယ်ဒါလောက်ကလေးတန်ရောစဉ်တော့ဖြင့်ဆွန့်လိုက်ဖို့ကောင်းပါတယ် မှန်ပါဗျာ ပြီးတော့မှဝိတ္တခာနာဘိန်တို့လိုဥပါဒင်တို့လာခြင်းလည်းလာပေါ့ဗျလာပင်လာညာဆိုတော့စိတ်ချရပြီပေါ့ မှန်ပါဗျာ စိတ်ချရတာလုတ်ပြီးထားလို့ရှိရင်တော့ဖြင့်ဒကာဓမ္မတွေခုံးနေနေကနေနေကိစ္စမရှိဘူးပေါ့ဗျာ မှန်ပါဗျာ ခိုင်းဒါဖြင့်ရေးကြည့်တဲ့အချက်ကိုယနေ့ပြောထား မှန်ပါ လူဟာလူတန်ရောစဉ်ကိုမစွန့်မဲနဲ့နိဗ္ဗာန်ရပါမလားလို့မေးတော့ဘုံနာကမေးတော့ဘုရားဘယ်နဲ့ဖြစ် မရပါဘူးဗျာ ကိုင်းဒါဖြင့်အလုံးလုံးနေတဲ့ပုဂ္ဂိုလ်တွေဟာတဏှတိမကြီးတို့ဟာတခါတည်းမူယူပြီးကြတော့ဘုရားရှိသွားလိုက်တယ်ဟုတ်လားဥက္ခာသေနတို့ကာယမတ္တနဲ့တခါတည်းအောက်ကနေသစ္စာတရားဟောလိုက်တာနဲ့အပေါ်မှာရယန္တာဖြစ်တာတွေလူတန်ရောစဉ်ကိုကြည်စမ်းဒီနာတဲ့ချိန်စွန့်သွားတာပဲလှုပ်တဲ့ချိန်စွန့်သွားတာပဲဆိုတာသိကြပါလား သိကြပါဗျာ ရှင်းမလား ရှင်းပါပြီ ဒါဖြင့်လှုပ်တဲ့အချိန်ဟာခမည်းတော်အကျိုးစီးပွားရှိတဲ့အချိန်ပဲဆိုတာဖြင့်ဘာမှတန်မြတ်မရှိနဲ့ ရှိပါဗျာ တပည့်ကြကဲဒုတိယမေကွန်းကတော့ဥပါရင်ပါတဲ့လူဟာလူတန်ရောစဉ်ရောက်နိုင်သလားဆိုတော့ဘုရားမနဲ့ဖြစ်အဲ့ဒီကြတယ်လားတန်ရောစဉ်ကဒကာဓမ္မတို့မတားမြစ်ဘူးတဲ့မတားမြစ်ကြောင်းခမည်းတော်ရှင်းပြနော်ခမည်းတော်ဤပန်းဤဆွန်ရောက်ရှေးကမသိခင်တော့ကလူစည်းစိမ်နတ်စည်းစိမ်ကျင်းချင်းခံစားရပါလို့ဤဆိုတော့တဏှာနဲ့ကိုတောင်း မှန်ပါဗျာ ဘာနဲ့တောင်းတာလဲ မှန်ပါဗျာ နှုတ်မပြေဘူးလားပြေသလားမပြေဘူးဒါကြောင့်မတားဘူးဆိုတာလဲသိချတော့ သိကြပါဗျာ တန်တဏှာတန်ရောစဉ်ပဲ မှန်ပါ တန်ရောစဉ်ရှိရတဲ့ကိုဒကာဓမ္မတို့တဏှာကမတားဘူး မှန်ပါ သူတောင်းအားပေးလိုက်သေးတယ် မှန်ပါဗျာ အားပေးလိုက်လို့ပဲဟိုပုဂ္ဂိုလ်ရဲ့နဲ့သူဒီမှာရောက်သွားချက်သေးတယ် မှန်ပါ နိဗ္ဗာန်ကြတော့သာ तू ပါလို့မရတာ မရ ရှင်းမလား ရှင်းပါ ဒါဖြင့်ဒကာဓမ္မတို့ပု္ပ္ပာနှစ်ခုစလုံးဟာနိနာမပု္ပ္ပာကိုဘုန်းကြီးတို့ကဒီလောက်အသားယူပြီးဒီကလာဒကာဓမ္မတွေမပြောလို့ပါဘူးနော် မှန်ပါဗျာ ဒီတက်နာမပု္ပ္ပာမှာခမည်းတော်တန်တရားရှိမှာသိဆိုရင် မှန်ပါ ဒုက္ခမောင်ပြောစာသိဆိုရင် မှန်ပါ လူဟာလူတန်ရောခြင်းမစွန်မဲနဲ့နိဗ္ဗာန်ရပါမလားဒုက္ခသိမ့်တဲ့နိဗ္ဗာန်ရပါမလားဆိုတော့ဘုရားကလည်းမရဘူးกว่าလို့ကိုဖြေချလိုက် မှန်ပါဗျာ မရဘူးกว่าဖြေချမှာပဲပုံနာကလည်းနမရဲ့နောက်ဟာနဲ့ရှုပ်တော့မှာပဲဗျာ မှန်ပါဗျာ နောက်မုတ်စာနဲ့မရှုပ်ပေဘူးလား ရှုပ်ပါဗျာ အဲ့ဒီရှုံးမှာဆိုလို့ဘုရားသခင်ကိုရမေကြီးကခြေခြေလည်းမဖြေခြင်းနဲ့ဒီနှလုံးဖြေလိုက်တာအခုတော့ပြန်ဘုန်းကြီးများကရောဘုရားဝတ္ထုတွေထုတ်ပြလိုက်ခင်၎င်းတရားဓမ္မတို့တန်ရောစဉ်မစွန့်ငေမဲ့လေတဲ့အလုံးလုံးနေတဲ့အခါစွန့်တဲ့အချိန်လို့မှတ်ကြပါ မှန်ပါဗျာ ဘယ်လိုမှတ်ကြမလဲဒါပြန်ဒီအလုံးစဉ်အတိုင်းဆိုရင်ရမှာပေါ့ မှန်ပါဗျာ နိဗ္ဗာန်မှတ်ဖို့မရပဲဘူး ရပါဗျာ အေးရတယ်ဆိုတာလေဝိတ္တခါထောက်သဖြင့်လည်းသိကြပါ မှန်ပါဗျာ မသိကြဘူး သိကြပါဗျာ
အဲ့ဒီ9နှစ်အရွယ်မှာ9နှစ်ကကြောတော့သူကသောတာပန်တည်တယ်ပဲထားပါတော့9နှစ်သာလေးမှာဘယ်နဲ့တုန်းဆိုတော့လူတန်ရောစဉ်တွေဆိုတာတော့သူ့မှာကလေးပျော်တော့ပေါ့ဗျာမှန်ပါဗျာဒီတဲကနေပြီးဒီကာလတရားနာပြီးတရားလေးနှလုံးသွင်းလိုက်တော့လေရပြန်တာပဲမှန်ပါရှင်းညရှင်းပါဥက္ကသေနာတို့ကအတောင်60ရှိတဲ့ဝါးပေါ်မှာကနေတာဗျမှန်ပါအဲ့ဒီကနေပြီးဒီကလာမုံစဘူတွေမုံစပစ္စတော့မေဇင်မုံစဘောတာဘာလူသဗ္ဗတမုဒ္ဒမာနသောနဗုဏဇာတိသရံဥပေတိဆိုတဲ့ဥစ္စာကိုဒီကနေမင်းကွာအောက်ကနေပြီးတရားဟောလိုက်အတိတ်ခင်တွယ်တဲ့သမှုတရားတွေလည်းဖြတ်လိုက်စမ်းဟိပြစ္စုပန်ခင်တွယ်တဲ့သမှုတရားလည်းဖြတ်လိုက်စမ်းဟိအနာဂတ်ခင်တွယ်တဲ့သမှုတရားဖြတ်လိုက်စမ်းဟိဆိုတော့အလုံးလုံးလိုက်စမ်းဟိလို့ပြောလိုက်တယ်မှန်ပါရှင်းမလားအဲ့ဒီတောင်60ဘောကနေပြီးဖြစ်ပြလုပ်ပြီးဒီကလာအဲ့ဒီဘောရင်သောတာပန်တရားကနာဂယန္တာဖြစ်သွားမှန်ပါကယမတ္တမှန်ပါကဲဟုတ်ကမောကျင့်납ဗလားကျင့်납ပါဒါကလူဟာလူတန်ရောစဉ်ကိုအလုတ်ခွင်ဝင်နေတော့စွန့်တဲ့ချိန်ဆိုတာကိုလေးစားစွာမှတ်လိုက်မှန်ပါဗျာသဘောကျဒါဖြင့်ခင်ဗျားတို့ကိုပဲဘုန်းကြီးကတဆင့်ဆုံးမရပြန်တယ်တဲ့ဘယ်လိုဆုံးမပြန်သရုံးလို့မေးတဲ့ကဒီအလုပ်မလုပ်တဲ့ချိန်ကြတော့ဥပါရင်ဆိုလူဟာလူတန်ရောစဉ်မစွန့်တဲ့ချိန်ဖြင့်မှန်ပါဗျာသဘောကျမှန်ပါလူဟာလူတန်ရောစဉ်မစွန့်တဲ့ချိန်ကြီးဖြင့်နေတော့ဘယ်တော့မှလည်းရစရာမမြင်တော့မှန်ပါဗျာဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေဒီနေ့ကိုမနေ့တစ်ချိန်ဖြစ်စေနေ့လည်းတစ်ချိန်ဖြစ်စေညတစ်ချိန်ဖြစ်စေနောက်ဆုံးမလုပ်နိုင်ညတစ်ချိန်ဖြစ်စေဒီလိုမှမလုပ်နိုင်ဘူးဆိုရင်သွားရင်လာရင်နဲ့ပဲဝေဒနာဖြစ်ပြက်ကလေးစိတ်ဖြစ်ပြက်ကလေးတွေကြရရှုနေကြတာပေါ့မှန်ပါဗျာရှုနေလို့ရှိရင်ဒီချိန်တန်ရောစဉ်စွန့်တဲ့အချိန်ဆိုတော့ဒါကြောင့်နိဗ္ဗာန်ဟာဓမ္မတို့ကိုရှင်းပြပါနိဗ္ဗာန်ဟာအတိတ်မှာနိဗ္ဗာန်ရှိသလားဆိုတော့အတိတ်နိဗ္ဗာန်ဖြစ်နေကြတဲ့လူစုမရတော့ဘူးအနာဂတ်နိဗ္ဗာန်ရှိသလားဆိုလို့ရှိရင်လည်းတဖြည်းဖြည်းကျတော့ရမယ်လို့ဆိုရမယ်မှန်ပါဒီလိုလည်းမဟုတ်ဘူးတဲ့မိရိနာမင်းကြီးကနော်မှန်ပါမိရိနာမင်းကြီးကမဲလို့ရှင်မြန်နိဗ္ဗာန်ကာလသုံးပါးဘယ်ကာလမှရှိတယ်ဘယ်ကာလမှမရှိဘူးလို့ရှင်နာသင်ကဖြေလိုက်ဘယ်ကာလမှမရှိဘူးဆိုဒါပြန်ရှင်မြန်နိဗ္ဗာန်ကဘယ်တော့မှမရှိတဲ့နိဗ္ဗာန်လားလို့မဟုတ်ဘူးဒီလိုလည်းမဟုတ်ဘူးသဘောကျလားကျပါပြီနိဗ္ဗာန်ကာလသုံးပါးဘယ်ကာလရှိတယ်ဘယ်ကာလမှမရှိဘူးဒါပြန်နိဗ္ဗာန်မရှိဘူးလားဘုရားဆိုတဲ့စကားမေးတယ်မမေးတဲ့နိဗ္ဗာန်ရှင်များတို့ပြောတာနေတဲ့နိဗ္ဗာန်မရှိပါဘူးဟာတကယ်ကြီးရှိတယ်ဒီကြတယ်လည်းဖြေထွက်လာတယ်မှန်ပါခေါင်းကဒကာရမတို့တန်ရောစဉ်ဖြတ်တဲ့အချိန်မှာနိဗ္ဗာန်ရှိတယ်တန်ရောစဉ်မဖြတ်တဲ့အချိန်မှာရှိပါဘူးအဲ့ဒါမှတ်သေးတော့ရှင်း납ဗလားဝိပဿနာလုပ်နေတဲ့အချိန်ဖြင့်နိဗ္ဗာန်ရှိတာဝိပဿနာမလုပ်တဲ့အချိန်မှာမရှိပါဘူးမယုံရင်စဉ်းစားဆိုတော့ခေါင်းကဥပက္ခဝေနာလေးရှိဒကာရမတွေဒီကနေမက၅ပါးနဲ့ဒကာရမတွေရှုပြီးဆိုကြပါစို့ဗျာဥပက္ခဝေနာလေးကဖြစ်ပြဲဆိုတော့ဒီကမက်မလာဘူးလားလာပါဘူးမက်လာတော့ဥပက္ခဝေဒနာပြည့်စရာမောဟဆိုတဲ့တန်ရောစဉ်လာသေးရလားမလာပါဘူးဒါပြန်မောဟတန်ရောစဉ်ချုပ်ကြတဲ့ကမောဟရှိမှလောဘလာမှာဘူးမှန်ပါဘူးလောဘကိုလာသေးလားလာပါဘူးမောဟရှိမှဒေါသလာမှာဘူးဗျာလာသေးရလားမလာတော့တန်ရောစဉ်နေရာဒီမက်ကဖြတ်ထားမှန်ပါဘူးဖြတ်မထားဘူးလားသူကဖြစ်ပြဲသူကမဲဆိုတော့သူလာလတံဖြစ်တယ်အဝိဇ္ဇာပြည့်စရာသူကအဝိဇ္ဇာမောဟဆိုတာမသိတာဘူးဗျမသိတဲ့ဥစ္စာကိုခင်ဗျားတို့ကသူ့ကိုဖြစ်ပြဲလို့သိလိုက်တဲ့အခါကျတော့ဖြစ်ပြဲသိတာကမဲမသိလိုက်တော့ဘူးဆိုတော့မသိတာသူဥပ္ပခဝေဒနာကဥပ္ပခဝေဒနာမသိတာကအဝိဇ္ဇာဆိုပြီးအဝိဇ္ဇာပြည့်စရာသင်္ခါရနဲ့နောက်တမ်းမယ်တန်ရောစဉ်နဲ့မတမ်းမေဘူးလားတမ်းပါဗျာဒီလိုရှုနေတဲ့ပုဂ္ဂိုလ်ကြတော့တန်ရောစဉ်တမ်းနိုင်သေးရဲ့မတမ်းပါဘူးဘယ်နဲ့ကြောင့်မတန်းနိုင်သရုံမေးတယ်မှာဟောတာကလည်းဗျာတန်ရောစဉ်အာယုံမဟုတ်ပါဘူးရှင်းမလားရှင်းပါပြီချစ်စရာခင်စရာမင်းစရာစိုးရင်စရာကြောင်းကြစရာအာယုံဟုတ်ပါရဲ့ဟုတ်ပါဘူးဒီကလည်းချစ်တတ်ခင်တတ်မင်းတတ်တဲ့မက်လို့ဆိုလို့ရပါရဲ့မရပါဘူးဒါဖြင့်အာယုံကလည်းမဟုတ်မှန်ပါပါခင်စရာမင်းစရာမဟုတ်ဟုတ်ပါဘူးအာရမဏိကဆိုတဲ့ရှုတဲ့ဉာဏ်ကလည်းခင်တတ်မင်းတတ်တဲ့သဘောပါမပါမပါပါဘူးမပါတော့ဒီတန်ရောစဉ်ကဒီထဲလည်းမပါဘူးမှန်ပါဒီထဲမှာမပါပါမပါတော့လူဟာလူတန်ရောစဉ်စွန့်နေတဲ့အချိန်ကဒီအချိန်ပဲမှန်ပါပါရင်းပြီဗလားလူဟာလူတန်ရောစဉ်စွန့်နေတဲ့အချိန်ကဒီချိန်ပါဝိပဿနာရှုနေတဲ့အချိန်မှန်ပါပါရှင်းမလားရှင်းပါဒါပြန်ဥက္ကမောင်ဒီဟာလေးလောက်မှမအားတော့ဘူးဆိုရင်ဖြင့်ဘုန်းကြီးလည်းမတတ်နိုင်တော့မှန်ပါပါဒါလောက်တော့အားဖို့ကောင်းကြပါလေသဘောကျလားဒါလောက်မှမအားတဲ့ပုဂ္ဂိုလ်များဒီထက်ပါသေးလားမပါပါနဲ့တော့တဲ့ကိုယ့်အတွက်ကိုသိသိကြပါဆိုတဲ့ဥစ္စာကိုငရဲမိကိုညှင်းရတာဖြေးကြံကြသလားမြန်ညင်ကြသလားမြန်ကြပါဗျာပါစမြန်လို့မရဘူးဟောဒီလုံးမြန်မှမှန်ပါရိပ်မိလားဒီလုံးမြန်မှရမယ်ဥက္ကမောင်ရမှန်ပါဗျာ
ဒီအလုံးမြန်မှရမယ်ဒါဖြင့်ဒီအလုံးကလည်းဒကာရမတို့ရှေးကလို့အနိစ္စလို့ဝိသိလို့ဖြစ်တဲ့အလုံးမဟုတ်ဘူးအခုခန္ဓာကိုယ်နဲ့အခုပေါ်လာတာလေကိုအခုဖမ်းမိမှာမှန်ပါပါဗျာဒီကမှဘာပါလဲခုခန္ဓာကိုယ်နဲ့ပေါ်လာမှန်ပါပါဟိုအနိစ္စမရှိဘဲနဲ့အနိစ္စရွတ်နေတာကတော့ကိုမြတ်ရှိပူပဲမှန်ပါဗျာအပူပဲလို့မဆိုလိုက်ဘူးလားဆိုလိုက်ပါဗျာသူဟာကအနိစ္စမဲ့မှာဆိုတာနဲ့အနိစ္စစီးပြနေရတယ်မှန်ပါဒီအနိစ္စလေးတစ်လုံးတော့မဲ့ပါဘူးထမရဲ့ဗျာမဲ့ပါဘူးမမဲ့ပါဘူးအဲ့ဒီတော့ဘုန်းကြီးတို့ကဒကာဓမ္မတို့အာရမဏပစ္စယောသဘောကျဘူးတဲကောင်းအာရမဏပစ္စယောဆိုဟောဒီအာယုန်ရှိမှဟောဒီအာရမဏိကဖြစ်တာကွာဒီအာယုန်မရှိဘဲနဲ့ဒီအာရမဏိကစိတ်ကဖြစ်ပါဘူးဗျာသဘောကျဒါပြန်ရမ်းစိတ်နေတာကတော့ဒါမရှိဘဲနဲ့ဒီကနေလျှောက်လုံးနေတဲ့တူတယ်မတူဘူးလားတူပါဘူးကဲဒါပြန်အာရမဏပစ္စယောအာယုန်ဖြစ်ဖြစ်ခြေစွပ်သူကအနိစ္စအာယုန်ဖြစ်ပြီးဒီကလာသူကမက်ကဖြစ်အောင်ခြေစွပ်မှန်ပါဗျာဒီကအနိစ္စအာယုန်ကမက်ကဖြစ်အောင်ခြေစွပ်ပြုမှန်ပါဗျာအဲ့ဒီလိုခြေစွပ်ပြုတော့မှဒကာဓမ္မတို့ဒီနောက်ကဥပ္ပခဝေဒနာမရှိရင်အဝိဇ္ဇာလာမယ်ဆိုတော့အဝိဇ္ဇာလာသေးရဲ့လားမလာပါဘူးဟာလူကံစဉ်ချုပ်ပြီတဏှာဟောလာနိုင်သေးရဲ့ဒေါသတွေရောမလာပါဘူးဒါလူကံစဉ်တွေဘယ်နဲ့နေချုပ်ပါဒါဖြင့်ဒကာဓမ္မတို့လူကံရောစဉ်ရှိရတဲ့နိဗ္ဗာန်ရပါမလားလို့ဆိုတာဒီလိုပရိစ္ဆေသမုပ္ပါတန်းနေရင်တော့နိဗ္ဗာန်မရဘူးမှန်ပါပါပြည့်ရင်ရပါပါဒါလေးမှဒါတော့ဒကာဓမ္မတွေဒီမှာပြန်ရှင်းတာပဲမှန်ပါပရိစ္ဆေသမုပ္ပါမပြည့်ရင်ရပါပါပြည့်ရင်ရပါပါကဲဒါကထောက်ခံချက်မပေးဘူးလားပေးပါပါရှင်းမလား ရှင်းပါဒါဖြင့်ဘုန်းကြီးတရားဓမ္မတွေမှာတဲ့ဒီလောက်ဟာဒီပြင်ဓမ္မမစားခြင်း3ရက်လောက်မစားခြင်းနေပါစီဒါတော့မလုပ်မဖြစ်ဘူးမှန်ပါပါသဘောကျပါလားဆာမရှိဘူး3ရက်လောက်အိုးမောက်နေမစားနဲ့ကိစ္စမရှိဘူးဒါကမလုပ်ရင်ဖြစ်ကုန်ပြီဖြစ်ပါဗျာသဘောကျလားဟိုကမစားလို့သေတော့မှမဟုတ်ဘူးတဲ့သူကမလုပ်လို့ရှိရင်ဖြင့်ကိုသိရင်ဒိုင်းတိုင်းပြီးဆင်းရမှာမှန်ပါဗျာမဆင်းရပဲဘူးအဲ့တော့ဒကာဓမ္မတို့မစားရမှန်နဲ့ဆင်းရမှန်နဲ့ဘယ်ဟာကြောက်เสียကောင်းဆင်းရပါဗျာအားတယ်မစားခြင်းလည်းပစီလုံးတလုံးမစားခြင်းလည်းပစီလုံးတလုံးရှင်းမလားခင်ဗျားတို့ကနေမရင်တရားအထုတ်နေလို့ဘာစားမလို့ဆိုအစားနဲ့လဲနေတာကတော်ဆိုးနေတာမဆိုးပါဘူးလားတရားအထုတ်နေတာတော့ကျွတ်တို့မထုတ်ချင်တော့မဟုတ်ပါဘူးဒီလိုကလာသေးတာလေချိုးကသွေးသေးတာမသွေးဘူးလားမထုတ်ချင်တော့မဟုတ်ဘူးရှင်တို့လောကကနည်းနည်းလေးနောက်ရေးကအေးမအေးရလို့ဒီလူကဥက္ကမောင်ကြီးတို့ကဆင်ကြီးကလာကြလာနေတာပဲမလာဘူးလားအမလေးတရားဓမ္မတို့ဒီအစားနဲ့ငရဲဘယ်ဟာကြောက်เสียကောင်းငရဲကြောက်ကြောက်เสียကောင်းလို့ရှင်အစား3ရက်လောက်မှတခါစားပြီးဒီကလာခင်ဗျားတို့လုံနေမယ်ဆိုလို့ရှိရင်ဖြင့်ဖြစ်နိုင်ပါတယ်နမယံဖြင့်ဒီအစားအတွက်နဲ့ပဲတရားဓမ္မတွေကဆင်ကြီးကြီးများကြီးကျယ်မယ်လဲလိုက်သေးတယ်အဲ့ဒီတရားရှိဖြင့်ဘယ်နဲ့ကျွတ်တို့ဒီလောက်လောက်ရမယ်ဆိုလို့ရှိရင်ဖြင့်နောင်ရေးတောင်းမှဆိုလို့ရှိရင်ဖြင့်ဘယ်ဖြစ်လိမ့်မလို့မြတ်နောင်ရေးတောင်းဖို့မတောင်းဖို့ဆိုတာကတော့ခင်ဗျားတို့လိုတော့တော့ဘယ်သူမှမတောင်းမှန်ပါပါခင်ဗျားတို့လိုတော့ဘယ်သူမှမပေးနိုင်တောင်းပါဘူးတရားမကြီးလာပေးလေနေသေးတယ်ပြောမပြောပဲဘူးလားတရားမင်းကရွှေသာပုံပေးတာရွှေဆောင်မှုတလွန်မပါဘူးဆိုရင်ခက်သေးတယ်မှန်ပါပါဟုတ်ဘူးလားရွှေတော့ပုံပေးတယ်ဆောင်မှုတလွန်မပါဘူးဆိုတရားမင်းဆဲအောင်လို့ကြားအဲ့တော့အလိုတော့ပြည့်နိုင်မှာပြည့်နိုင်ပါဘူးအဲ့ဒါကြောင့်ခင်ဗျားတို့အလိုပြည့်မှဆိုလို့ရှိရင်ဒီတရားအာမထုံနဲ့ဟုတ်လားဒီခါရဲအလိုပြည့်မပြည့်ဂိမ်းဆိုင်မနေနဲ့တော့မင်းလောဘမင်းကြောင့်ငါကောင်းကောင်းသိပြီသမုဒ္ဒရာပင်လေရေလိုပဲဘယ်ကရေဝင်မင်းကတော်ပြီတမီပြောတဲ့သမုဒ္ဒရာမဟုတ်ဘူးအဲ့တော့မင်းကြောင့်လည်းကောင်းကောင်းသိတဲ့အတွက်ဒုလုပ်ချိန်ဒုလုပ်ပါတော့မင်းနောက်သိလိုက်လို့မတော်တော့ဘူးဆိုတာကိုပြင်ကြတနေ့သားလည်းဒီရှင်းနဲ့ဟုတ်လားတနေ့တော့ဒီပွဲရုံနဲ့ဆိုရင်ဘယ်ဟန်ကြတော့နော်တရားဓမ္မတို့ဟန်ကြပါမလားမကြဘူးတဲ့ဟိုငရဲပြီဟိုးတော့ပြီးကြတာငရဲဘောဘဆူနေတာတော့မျက်စိလွှဲထားလွှဲကြပါဗျာဟုတ်ဘူးလားအဲဒီတော့ခင်ဗျားတို့ဒီတဲ့မသိတုန်းကမသိသလိုနေခဲ့တာကတော့ဖြင့်ကိစ္စမရှိဘူးမှန်ပါသိပြီးတဲ့အခါကျတော့ပြင်ဖို့ဆင်ဖို့အချိန်ရောက်ပြီမှန်ပါဆိုလိုက်မဆိုလိုက်တရားဓမ္မကောင်းပြီဒါဖြင့်တရားဓမ္မတို့လူအလူတန်ရောစဉ်ကိုစွန့်တဲ့အချိန်သိကြပါဗလားသိပါပါဘယ်အချိန်မှလဲလူပါဒနာလုပ်တဲ့အချိန်အလုံးလုံးတဲ့အချိန်မှာတရားဓမ္မတို့ဘာမှတန်တရားမရှိနဲ့ဒါလူတန်ရောစဉ်စွန့်တဲ့အချိန်သာဆုံးဖြတ်ချက်ချပါမှန်ပါဒီလိုမှဆိုလို့ရှိရင်လေဒါမှမယုံသေးဘူးဆိုလို့ရှိရင်လည်းဘုရားလက်ထက်ကပုဂ္ဂိုလ်တွေကတရားမှလူတန်ရလူဖြစ်နေဝင်စရာတရားမှမရှိတော့မှန်ပါပါသုဒ္ဓရဏတို့အာယုံများ
ဥက္ကမောင်နဲသလားဗျာ မနေပါ မနဲပါဘူးသူရွှေရမျိုးတော်တွေကဟောဗျာ မနေပါ အမှန်တန်ကြီးတယ်အောင်ဒါကြောင့်တရားဓမ္မတို့ဝေဒနာ၃မျိုးကိုလှည့်ရှုပါ မနေပါ လှည့်ရှုတော့ဝေဒနာနိရောဓ သဘောကျပါလားဒါဖြင့်တဏှာနိရောဓဝေဒနာနိရောဓတဏှာနိရောဓဖြစ်ခဲ့တော့တန်ရောစဉ်နိရောဓဖြစ်တယ် မနေပါဖြစ်ပါ ဒါကလည်းထောက်ခံချက်ပေးနေတယ် မနေပါ မပေးကြဘူး ပြေးပါ ကောင်းပြီတဲ့ဥပ္ပကဝေဒနာရှုရင်အဝိဇ္ဇာနိရောဓဖြစ် မနေပါ ဒုက္ခဝေဒနာရှုရင်တဏှာနိရောဓဖြစ် မနေပါ သဘောကျလားဒုက္ခဝေဒနာတို့ဒေါမနတဝေဒနာတို့ရှိလို့ရှိရင်ဖြင့်တရားဓမ္မတို့သောကပရိဒေဝတို့နိရောဓမဖြစ်ဘူးလား ဖြစ်ပါလား ရှင်းမလား ဖြစ်ပါ အဲ့တော့တန်လူတန်ရစဉ်တွေဘယ်နဲ့နေ ပြတ်ပါပါ အဲဒီအချိန်မှာပြတ်နေတဲ့အချိန်မှာခမည်းတော်ဒီဘာညှော်မှမိလို့ရှိရင်ဒီနာရှင်နေပြောက် မနေပါ တပည့်ကြဒီကြတဲ့ကိလေသာညှော်ကထားဝင်မြန်လို့ရှိရင်လေအနာကြွကျင်ကြွလာအောင်မနော် မနေပါ သဘောပါကြ ပါပါ ဒါပြန်အာဇီဝကမေးတာရောဘုန်းကြီးကဖြေဖရာဖြေပေးတာနဲ့ဘုန်းကြီးများကိုကြားတဲ့ကနေပြီးဖရာသခင်ကိုရမေယဝုဒ္ဓသေသရကထောက်ပြောတာနဲ့အလုံးကျေနပ်ပါလား ဒီနေ့ပါ လူဟာအလုံးလုံးနေလူကံရောစဉ်စွန့်တာပဲ မနေပါဗျာ ဝိပဿနာအလုံးလုံးနေနော် မနေပါ အလုံးမလုံးတဲ့အချိန်ပြန်လူတန်ရောစဉ်ဘယ်တော့မှမကင်းဘူး မနေပါဗျာ ကဲမှ မကင်းပါဗျာ လူဆိုတာဂရဝါတော့ဘူးကိစ္စလို့ခင်ဗျားတို့ဒါကတော့နှုတ်ကိုတက်လို့ဘယ်တွေ့ရမှာပေါ့ဗျာဒါကြောသွားနေကြလမ်းကစကားရထားတာအပေသွားနေကြလမ်းကရထားတဲ့စကားသဘောကျဗလားအဲ့ဒီကဲတော့ရထားတဲ့စကားဖြစ်နေတော့ဘုန်းကြီးတို့ဒကာရမတို့ဘူးကိစ္စဆိုတဲ့ဥစ္စာကဘဟုကများတာကိစ္စကအလုပ်ပေါ့ဗျာ မနေပါ ဒီလူဆိုတော့များသောကိစ္စအလုပ်ရှိတယ်ဥက္ကမဒီလေးပဲမရ ရပါဗျာ ဒါဖြင့်ဘုကိစ္စမက္ခဓိကမတနိဝရဏဘုရားကဟောချ မနေပါ ဘုကိစ္စများသောပုဂ္ဂိုလ်ဒီမက္ခဓိကမတမဲ့ရခြင်းဝါနိဗ္ဗာန်ခြင်းနိဝရဏတားတာပဲ မနေပါ ဟောခင်ဗျားတို့ကလည်းဂုဏ်ယူတယ်ဘုရားကလည်းမဲ့ဖို့တားတယ် မနေပါခင်ဗျားတို့ကကိစ္စတွေများတော့ဒီနေ့တရားနာမလိုက်နိုင်ဘူးအထုံမာလေးတောင်မှကျုပ်ဖြင့်အချိန်ပြောင်းလိုက်ရတယ်ဒီလိုနဲ့ကောမရှိဘူးလား ရှိပါ အဲ့တော့ဘာပါလိုက်နေကြဓမ္မတွေ မနေပါ မက်တားတာမြို့သုံးကတော့မရင်ဘူးလား ရပါ ရင်နာဘောဥဝါရီတွေလူကမင်းတို့ဒီလောက်လှုပ်ရှုပ်တာကွာသတိရတာတော်တော်သေးအမလေးဟွန်းလှုပ်တာတော့မဟုတ်သတိရတာမြောက်ပေးနေလှုပ်တာမဟုတ်သေးဘူးသတိရတာဘယ်နဲ့နေတော့မြောက်ပေးနေသေးတယ်ဆိုတော့အယူဘုံတိမြောက်တာ မနေပါ ဟုတ်ကလား မနေပါ အဲ့တော့တရားဓမ္မတို့ဒီပြန်ကိစ္စကိုကိစ္စတယ်မသွန်းပါနဲ့ဒီကိစ္စကတရားဓမ္မတို့အမှန်တန်ရေးကြည့်တဲ့ကိစ္စလို့ဆိုတာကယနေ့လေးစားစွာသိပလား သိပါဗျာ ခိုင်းဒါဖြင့်ဒါပြေသွားပြီနော် မနေပါ ကဲလူဟာလူတန်ရောက်ရင်မစွန့်ဘဲနဲ့နတ်ဟောသူတိရောက်နိုင်မှာမလား ရောက်နေပါ ဒီကြတယ်လို့သမုဒိယတန်ရောက်ရင်ကသာသာထိုးထိုးပေးချ မနေပါ ဘယ်လိုပေးလိုက်ပါလဲ သာသာတို့ပြပါ ကြည်စမ်းတဲ့ဓမ္မတဲ့တန်ရောက်စမစွန့်ဘဲနဲ့လူတန်းပေးကမ်းပေးတဲ့ကလည်းနေညာတော်လေတဲ့သားတွေကျွေးသမီးတွေကျွေးဥဒါနဖြစ်တယ်ကွကျွေးတယ်ကျွေးအစရှိသေးတယ်ဥက္ကမောင်ကြီးသူဒီတော့သူကရောက်သေးတာဟုတ်ဟိုထိုးချမယ်နေရာအဲ့ဒီနေရာလမ်းမဆုံးတဲ့နေရာမှာသူကတွန်းတောင်ပေးလိုက်သေး မနေပါ ရှင်းမလားဒါဖြင့်ဘုန်းကြီးတို့တရားဓမ္မတွေဒီစကားနှလုံးကအတော်ကြီးကြီးတယ် ကြီးပါဗျာ မှတ်ကောင်းမှတ်မိကြ မနေပါ ကောင်းပြီတခါဒီပုံနာကကျွတ်တို့အတွက်ဒီမှာတော်တော်မေးပေးတယ်သုံးခုမြောက်မေးပြန်တယ်တဲ့အရှင်ဘုရားတဲ့အခုဒိဋ္ဌိကြီး6ယောက်အာဇီဝကတွေရှိပါတယ်တဲ့အဲ့ဒီအာဇီဝကတွေများသေတော့သူတိများရောက်တာအရှင်ဘုရားခေါင်းကပြောတဲ့ညာနဲ့တွေးကြည့်စမ်းပါငါတဲ့60ကဘာတွေးကြည့်တယ်တကဘာလည်းမက မနေပါ 60ကဘာဆက်တွေးတယ်အာဇီဝကဆိုတဲ့လူမိစ္ဆာဒိဋ္ဌိရှိတယ်လူတရားမှသူကတိရောက်တာမတွေ့ဘူးကအပယ်ကြီးရောက်တာပဲရိပ်မိဗလားသူတိရောက်တာတရားမှမတွေ့ဘူးတဲ့60ကဘာတွေးကြည့်တယ်ရကိုမရဘူးတဲ့တရားဓမ္မတို့တပတ်ကြအဲ့တော့အာဇီဝကအယူတွေကိုလည်းခင်ဗျားတို့မှတော့မရှိပါဘူးဒါမေးလို့သာဖြေခြင်းဖြစ်ပါတယ်ဒါဖြင့်တဲ့ဒီပုံနာကအမတမသူရှင်ဘုရားတဲ့ရှင်ဘုရားသာလင်အမှန်လဲသိအမှန်လဲဖြေအမှန်လဲကောင်းတဲ့အတွက်ရှင်ဘုရားမှတပါအခုပြောတဲ့အလုံးနှစ်ခုမှတပါရှော့လှုပ်ချင်လဲပုံမှာလူတန်ရစမရှိဘဲနဲ့သူတိယောက်ကြောင်းလှုပ်ယုံပဲတင်းဒုက္ခရောက်တဲ့ပုဂ္ဂိုလ်ဖြင့်တဲ့လူတန်ရစကိုအလုံးနဲ့စွန့်ပြီးတဲ့ကာလဒုက္ခခသိင်းချင်းနဲ့နိဗ္ဗာန်ရောက်အောင်လုပ်ဖို့ပဲဒါပဲကိုယ်ဝယ်ရရှိတော်တယ်ဗျာတပည့်တော်ဖြင့်ကျေးဇူးတင်လို့မဆုံးဘူးဆိုပြီးပုံနာဝှက်ချပြီးပြန်တယ် မနေပါ ရိပ်မိဗလားကဲခင်ဗျားတို့လည်းဒီတိုင်းလုပ်ရလိမ့်မယ် မနေပါ တစ်နာမလုံးမှာလားနှစ်နာမလုံးမှာလား ပြပါ သေချာလုံးဖြစ်မှတော့မူသားဖြစ်နေဦးမယ်သေချာလုံးဖြစ်မှကဲယနေ့ဒီရင်တော်ကြစို့
ပါ